ညီမကိုဆောင်လို့တတ်မှတ်ထားကြတဲ့ဘောလုံးသမားမမောင်လွင်ရဲ့ပြည်သက်တွေမတိကြသေးတဲ့အင်ထောင်ရေးအခြေအနေနာမည်ကြီးအင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုကိုသွင်းဖူးသည့်ပထမဆုံးမြန်မာကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့မမောင်လွင်ဟာမြန်မာပြည်သူပြည်သက်တွေရဲ့အားပေးမှုကိုတခဲနဲ့ရရှိခဲ့တာပါအသင်းဖော်တူကမျောထုတ်ပေးလိုက်တဲ့ဘောလုံးကိုသမားရဲ့ညာဘက်ထောင်ထဲကိုအဆုံးသက်သွင်းသွားခဲ့တာပါ54မိနစ်မှာလူဆောင်ဝင်လာတဲ့မမောင်လင်းဟာ18မိနစ်အကြာပွဲချိန်82မိနစ်ရောက်မှသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူကလက်ရှိအချိန်မှာထိုင်းလိကလပ်လန်ဖန်ဝါရီရဲ့အသင်းမှာကစားနေတာဖြစ်ပါတယ်။မန်ယူကိုအနိုင်ယူပြီးအောင်မြင်မှုတွေထိဆုံရနေချိန်မှာမိမဖြစ်သူစီကနေတရားစွဲခံလိုက်ရတယ်လို့သတင်းတွေထွက်နေခဲ့တာမလို့ပရိသတ်တွေကလည်းမမောင်လင်းအတွက်စိုးရိမ်ပူပန်နေကြရပါတယ်။မမောင်လင်းကိုဇနီးတဲ့ဖြစ်သူကတိမ်တထောင်ရလို့မှုဖြင့်တရားစွဲလိုက်တာဖြစ်ပြီးအကျဉ်းလင်မယားဖြစ်ကနေကွာရှင်းပေးရန်ရှောင်ရှားနေမှုနဲ့လိမ့်လဲဖြာကပေါင်းတင်ခဲ့မှုအတွက်ဇနီးတဲ့ဖြစ်သူကတရားစွဲခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်ပြက်ကမမောင်လင်းခုလိုနာမည်မကြီးခင်လွန်ခဲ့တဲ့2020ခုနှစ်တုန်းကတရားစွဲဆိုခဲ့တာဖြစ်ပြီးအခုချိန်မှာတော့သူ့ရဲ့အိမ်ထောင်ရေးအခြေအနေဟာဘယ်လိုဖြစ်သွားပြီလဲဆိုတာရှင်းရှင်းလင်းလင်းမသိကြရသေးပါဘူး။မမောင်လင်းဟာ2020ခုနှစ်ဖေဖော်ဝါရီလပိုင်းမှာဇနီးဖြစ်သူနဲ့ပေါင်းတင်ခဲ့တာဖြစ်ပြီး3လခန့်ပေါင်းတင်နေထိုင်ခဲ့ပြီးတဲ့နောက်အင်္ဂါနေ့ထွက်သွားခဲ့တာကြောင့်လှိုင်မြို့နယ်တရားရုံးမှာပုံမှန်419နဲ့တရားစွဲဆိုခဲ့ပါတယ်။ပုံမှန်419ဆိုတာကလိမ့်လဲဖြားလဲထတာဖြစ်ပြီးထွဲချိန်ကမမောင်လင်းတရအမှုရင်ဆိုင်ခဲ့ရပါသေးတယ်။ထွဲချိန်ကဇနီးတဲ့မှာကိုဝင်ချင်ရခဲ့တာဖြစ်ပြီးနင်နာကြီးအနေနဲ့လည်း3000တောင်းခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်တွေကကြားခဲ့ပြီးဆိုပေမဲ့ခုချိန်မှာမမောင်လင်းကတစ်ချိန်ပြန်ပြီးဟောတနမဲကြီးလာတာမလို့မင်္ဂလိပရိသတ်တွေဝိုင်းလည်နေရဖြစ်ပါတယ်။ဒါကြောင့်ပြူတိုင်းကြိုက်တဲ့နင်းစီခိုင်ဖြစ်နေတဲ့မမောင်လင်းရဲ့အတိတ်ကအင်ထောင်ရေးအခြေအနေတွေကိုပရိသတ်များသိရှိနိုင်စေဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။